ကျုပ်သည်လူမှန်းတီးတဲ့စရွယ်ကလေးကငါးပါးတီလာနဲ့အမြဲလုံအောင်နေခဲ့သူဖြစ်သည်ဤတစ္ဆာစကားမှန်ပါကကျုပ်တို့သားမိပေါ်အမြဲနိုင်ယူနေသောဤရွာကြီးအားပျက်စီးပါစေသာကဲကျောက်ဒီနေ့ရွာသားတွေကိုခေါ်လိုက်ရတဲ့အကြောင်းရင်းကတော့ကျောက်တို့ရွာကအရေးကြီးရဲ့ပေါ်ဝင်ဗရမများအကြောင်းနဲ့ပတ်သက်ပြီးရွာသားတွေကိုသတိပေးခြင်းလို့ဒီနေ့ခေါ်လိုက်ရခြင်းဖြစ်တယ်ကျောက်တို့ရွာနီးချင်းတွေမှာအခုဆိုလူစိတ်တွေဝင်လာတာတို့ဓမြတိုက်မှုတွေဖြစ်တာတို့သတင်းကြားနေရပြီ။အော်ဒါနဲ့တမောက်မင်းအိမ်မှာဧည့်သည်တယောက်ရောက်နေဆိုဘာလို့ငါ့ကိုအကြောင်းမကြားရလဲ။ဟုတ်တကြီးမျိုးကလာတဲ့ကြက်ဦးလေးမလို့အကြောင်းမကြားလိုက်ရတာပါ။အေးကဲဒီတစ်ခါရှိသေးရောနောက်ကအဲ့လိုမဖြစ်သေးနဲ့ကြားလား။ဟုတ်တကြီးငိုးမတမောက်မင်းကိုပြောနေရတဲ့ပဲငါစကားရောဘယ်ရောက်ကုန်မှမသိဘူးဆိုတော့ကျုပ်တို့ရွာကြီးတာဝဖြိုးနေရဒီရောက်မှတည်ရှိနေရဲ့ပေါ်ဝင်ဗရံများကြီးကြောက်ဆိုတာအားလုံးလည်းကြားဘူးနားမရှိမှလို့ထင်တယ်ဟုတ်တကြီးကျုပ်ဖွာမဆုံးခင်တော့အဲ့ဒီမော်ဝင်ဗရံများအကြောင်းတစ်ခါပြောဘူးတယ်အခုတော့တိတ်မမိတော့ပါဘူးဗျာဟုတ်ကရှေ့ကိုစောက်သက်ပေါက်ပိတ်တာတကြီးစကားပြောနေအေးအဲ့တော့ဒီနေ့ဒီချိန်ကစပြီးဒစိမ့်ဝင်လာတာပဲဖြစ်ဖြစ်မတင်ကားစရာတစ်ခုခုတွေ့ရပဲဖြစ်ဖြစ်ကျုပ်ကိုချက်ချင်းအကြောင်းကြားအားလုံးကြားကြလားဟုတ်တကြီးတကြီးအေးဘယ်သူတော့ဟာကျုပ်အောင်မနေ့ပြန်ကျွန်တော်ဦးလေးရှိတဲ့မြို့မှာလှုပ်တော့မလို့အဲ့ဒါတကြီးများဘာမအောင်လဲလာဝင်မေးတာပါဟာတဲဟုတ်ပါလားအောင်ရဟုတ်တယ်တကြီးဒီနေ့ကပဲကျွန်တော်ဦးလေးစီကစားရောက်လာတယ်ရွာမှာအစင်မပြေတူးစီလာခဲ့ပါဆိုလို့အဲ့ဒါဟိုမှာကျုပ်လည်း3လလောက်ကြာမယ်ဆိုတော့တကြီးမာချင်တာမာရအောင်ကျုပ်ဝင်လာမေးတာပါကျေးဇူးပဲအောင်ရေးငါလည်းဟိုတလောတုန်းကပဲမြို့ကပြန်လာဆိုတော့အခုတော့ဘာမှမမှားသေးဘူးဒါဆိုတကြီးကျွန်တော်ခွင့်ပြုပါဦးအေးမင်းလည်းကြီးဆိုင်သွားအောင်မြေရောက်လို့အဆင်ပြေတဲ့အခါလေးဒါမှရှိရဲ့မင်းအမျိုးရေးစီဆက်သွယ်ပေါ့ကွာဟုတ်ကဲ့တကြီးအော်တော့ဘာလို့လဲအလို့အကန်အတိတကျဖြစ်တော့မှာပါလားအချိန်များမြန်လိုက်ကြအမေအဆင်ပြေရဲ့လားမသက်တာရင်တာစီးသွားဝယ်လိုက်မယ်လေရပါတယ်တာရဲ့အမေအဆင်ပြေပါတယ်စီးလေတောက်ဝယ်မနေပါနဲ့တော့ကြရွာရသူတွေကမိသားလေးကိုမြင်နိုင်ကြည့်နေကြပါဦးအမေကလည်းတားထွက်စိတ်မပူနေပါနဲ့အမေကျမ်းမာကြီးကပိုရေးကြီးပါတယ်ဟောဒီတလောကလုံးဘသူတွေဘာပြောတားနာမှာအမေရှိနေပြည့်စုံပါပြီလိမ္မာလိုက်တဲ့အမေသားလေးသွားလေသူမင်းအဖေသာရှိရင်သူသားလေးဒီလိုလိမ္မာရေးရရှိရမည်ဘယ်လောက်များပြောလိုက်မလဲနော်အမေတဲ့ကျမ်းမာကြီးအမကောင်းတော့တားပေါ်ပြည့်စုံမထားပြီးနိုင်ခွဲတားထွက်ဘာမှမလူပါဘူးအခုလိုအမေနေမကောင်းတဲ့ချိန်တားပြုစုပေးခွင့်ရတာကတားကျင်နေပါပြီအမေခဏနေအောင်တော့တားကူမျိုးဆိုင်မှာမြန်မာစီသွားပြေးဝယ်လိုက်အောင်မယ်အေးပါသားရဲ့အဲ့အောင်တွေ့မင်းဘာလာလောက်တာလဲကျုပ်အမေအဖျားကြီးနေလို့ပါမြန်မာစီလေးတစ်ထုပ်လောက်ကျုပ်ကိုရောင်းပေးပါနော်ရမရောင်းပေးနိုင်ဘူးကွာမကျေနဲ့တကြီးတော်လိုက်လေရလောက်ပါအကူရကျုပ်အမေစီလေးတိုက်ချင်လို့ပါဟဲ့မင်းမရောင်းလို့ပြောနေလေမကြောက်လားမင်းအခုလိုငါဆိုင်ထဲဝင်လာရဲဟိုကတော်တော်လေးလက်ပိတ်နေတိလားမင်းထွက်သွားကွာတကြီးနဲ့ခမရတို့တရွာလုံးကကျုပ်တို့သားမိပေါ်ကိုဘာလို့လူမဆက်ဆံကြတာလဲဗျကျုပ်တို့သားမိကြောင့်ဒီရွာဘာများထိခိုက်ဘူးလို့လဲအေးမင်းတို့လိုပြောရလဲငါလည်းပြန်ပြောရတာပေါ့မင်းတို့သားမိကြောင့်မဟုတ်ပေမဲ့မင်းအဖေကြောင့်ငါတို့တရားတော့အဆက်ရဒုက္ခရောက်ခဲ့ကြတာကွာတလားအဲ့တော့မင်းကငယ်တော့ဘယ်မှမီအောင်မလဲတွားလေသူကျုပ်အဖေလုပ်ခဲ့တဲ့အရာတွေနဲ့ကျုပ်တို့သားမိဘာဆိုင်လို့လဲကွာဟိုးမင်းအဖေသွေးပါနေလို့ငါတို့တရားလုံးကကြည့်မရတာကွာရှင်းပြီလားမင်းအခုလုံနေတဲ့မြန်မာစီးလဲငါမရောပေးနိုင်ဘူးကွာမင်းကဆိုင်နေအခုချိန်ထွက်သွားသမီးရေအမေသမီးလေးသမီးကျန်းမမေဒီကိုခဏလာပါအောင်ကွယ်ဟုတ်မမေမမေဘာပြောစရာရှိလို့လဲမမေအခုပြောမယ့်စကားအရေးကြီးတယ်သမီးလေးရဲ့ငါသမီးလေးသဘောအစားကောင်းစားဖို့အတွက်မမေစီတင်ထားတာလေးပြောပြမလို့ပါဟုတ်မမေဒီလိုသမီးရဲ့အခုဆိုငါသမီးလေးရဲ့အရွယ်လေးရောက်လာပြီနောက်ပြီး main ကလေးဆိုတော့ပြီးချိန်တန်ပြီးပွင့်ချိန်တန်ပွင့်အမေအသက်ရှိနေတော့ငါသမီးလေးကိုစိတ်ချသားချင်တယ်ကွယ်မမေဘာလို့ဆိုလို့လဲသမီးတိတ်နာမလဲဦးမမေဒ
ဒီလိုသမီးလေးရဲ့မြို့မှာရှိတဲ့ပွဲရုံပိုင်ရှင်ကိုလာမောင်ရဲ့သားနဲ့ငါသမီးလေးကိုနေရာချပေးချင်လို့ ဟာမမေကလည်းတမီးလုံးလုံးလက်ပဲနေချင်းသေးတာအမေရဲ့ပြီးတော့မမေကိုလည်းချစ်လို့မဟာသေးဘူးလေ အမေဒီကောင်မလေးအမေကိုလာချွေးနေသည်မမေကလည်းသမီးကိုအခုချစ်ချင်းလက်ခံဖို့ပြောနေတာမဟုတ်ပါဘူးသမီးရဲ့သမီးလေးစဉ်းစားမယ်ဆိုစဉ်းစားလို့ရအောင်ပါ ဟုတ်မမေတမီးစဉ်းစားထားပါမယ်ဒါပဲတော့မမေတမီးဆန္ဒမပါပဲတင်းကြပ်ကြီးစီစဉ်ဖို့ကတော့တမီးကိုထိခါတခုခုလုံးမှာနော် ဟိုသမီးရလည်းကိုယ်အဲ့လိုမပြောရဘူးလေမမေကစေတနာနဲ့ပါ ဟုတ်ပါပြီမမေရဲ့တမီးလည်းမမေစေတနာကိုနားလည်ပါရဲ့ အမလီလိန်မာလိုက်တဲ့အမေသမီးလေး သူရိ ဟာတန်မောင်ဘာကိစ္စရှိလို့လဲကွာ အေးမင်းဟိုမှာဒေါ်နေရသူချန်နယ်မှာကွာတစ်ပင်ခုတ်ခိုင်းမလို့ဆိုလာပါဆိုလာပဲမသိပါဘူးကွာအဲ့ဒါမင်းကိုလမ်းကြုံဝင်ပြောတာ အော်ဟုတ်လား အေးအဲ့ဒါမင်းသွားလိုက်အောင်နော် အေးပါတန်မောင်ရာကျေးဇူးပဲတော့တန်မောင် အေးရပါတယ်ကွာအော်ဒါနဲ့မင်းမေနေမကောင်းဆို ဟုတ်တယ်တန်မောင်ကြီးငါအမေနေမကောင်းတာ9ရက်ရှိနေပြီ မင်းဆေးလေးပါလေမတိုက်ဘူးလားကွာ ဈေးတိုက်ရှင်လို့သွားဝယ်တာငါကောင်ကြီးရွာတောင်ပိုင်းဆိုင်ရှင်ကငါ့ကိုမောင်းထုတ်လိုက်တယ်ကွာငါလည်းဘာလုပ်ရမှန်းမသိတော့ဘူး အေးခက်တယ်ကွာဒီရွာလူတွေကအရန်ဆွဲလန်းကြီးကြတယ်ဘာပဲဖြစ်ပါကွာမင်းမေကိုကြီးဆိုင်လာငါလည်းအချိန်ရှိတော့ຢာတဲ့ကနသွားလာအောင်မယ် အေးတန်မောင်ကျေးဇူးပဲကွာဒေါ်နင်းကြီးကျွန်တော်ရောက်ပါပြီခင်ဗျ အေးသူရိငါမင်းကိုခိုင်းပြရှိလို့ခေါ်လိုက်တာ ဟုတ်ကြီးမေ တိတ်တော့ခိုင်းချင်တာမဟုတ်ဒီရွာမှာလဲအလုတ်ကျန်းလောက်တာဆိုတော့မင်းမရှိလို့ခေါ်လိုက်တာ ဟုတ်ကျွန်တော်အကုန်လုပ်ပေးပါမယ် မမေဟာတူရင်နေရောက်နေရလား အေးဟုတ်တယ်ယူ ဟဲ့သမီးကိုနဲ့မဆိုင်ဝင်မပြောနဲ့ထဲဝင်စမ်း ဟာမမေကလည်းတူရင်ကတမီးရဲ့တငယ်ချင်းပဲဟာဟုတ် ဟဲ့မလို့ချင်းအခုဝေဆုံးဝင် မမေကလည်း မမေကလည်းလုံးမလီနဲ့အခုဝင်ကဲမင်းကိုခိုင်းမဲ့နေရငါလိုက်ပြမယ်လိုက်ခဲ့မင်းဒီပင်ကိုခုတ်အောင်ပါငါအခချင်းကိုတော့မပေးဘူးနော် ဟုတ်ရပါတယ်ဗျာ အေးမင်းပြန်ရင်ထမင်းနဲ့ဟင်းယူပါ ဟုတ်မေကြီး ဟဲ့တူရင် ဟာယူနေပါလာလောက်တာလဲတော်ကြနေမေမြင်သွားရင်နေရောငါရောပါစုခံနေရအောင်မယ် ဟာနေရလေအေးရှိပါအခုငါမမေအိမ်နေရောငါပို့ထွက်လာတာဒါနဲ့အခုတလောနေကိုရွာရဲမှမတွေ့ပါလား အေးကွာငါအမေနေမကောင်းလို့ပြုစုပေးနေလို့ပါဟာ ဟင်းကြီးနေမကောင်းလား ဟုတ်တယ်ဖျားတာ6ရက်ရှိနေပြီ ဟဲကြီးတနာပါရဲ့နေပြန်ရင်ကအဖျားကြစီထည့်ပေးလိုက်မယ်နော် ဟာမလုပ်ပါနဲ့နေမေသိရင်နေစုခံနေရပါဦးမယ် နေမယူရဲ့ငါစိတ်မကောင်းဖြစ်မှာနော် အင်းပါအဲ့ဒါဆိုလဲငါပြန်ရင်ယူသွားပေးမယ်လေယူ ဘာလဲ နေငါတို့ငငယ်ကအကြောင်းနေမှတ်မိသေးလား မမရဘောဟာငါဘက်မှာအမြင်ရှိပေးနေတငယ်ချင်းကောင်းမဲလေ မမေသားပြင်ထွက်ပြီးယူရိုနဲ့ကစားခြင်းလို့မမေ တားရဲ့ရွာရကလေးနဲ့အစင်မပြေသေးရဲ့နဲ့ဘာလို့များသွားဆော့ချင်နေရတာလဲ လောက်ပါမမေရဲ့သားရက်မဖြစ်ဘူးလို့ဂရီပေးတယ် ဟဲ့အောင်နေမငင်းနဲ့နော် ဟဲ့ယူနင်မဘာတက်တက်ရှိလို့လဲငါကမငြင်းဘူးမစော့ချင်တို့ နေကိုဘသူပါလောက်တာလဲငါ့ကိုပြောစမ်း ပပဆိုရကောင်ငါ့ကိုညစ်တယ် ဟဲ့အောင်ဘူးဘူးတငယ်ချင်းဘာလို့အဲ့လိုလောက်တာလဲ အောင်မယ်တကူရဲ့တားအမြရရဆက်ဆက်မင်းနဲ့ပါဆိုင်တယ် အေးမင်းတို့လောက်ရက်တွေအခုချက်ချင်းရက်နော်မဟုတ်ရင်ငါတကြီးနဲ့သွားတိုင်မှာ အေးယူနောက်တကနေငါတို့နဲ့လာမစော့နဲ့ ကဲယူမေခိုင်းထားတဲ့အလုပ်လဲပြီးပြီနေလဲဝင်တော့မှာဆိုတော့ငါပြန်လိုက်အောင်မယ်နော် အင်းမကြီးကိုလည်းကြီးဆိုင်လိုက်အောင် တထေး အေးအောင်ပါလားဘာကိစ္စလဲ ကျုပ်ဒီကိုရောက်တာလဲကြာပြီညောင်မရှိရဲ့မျိုးတွေကိုလီးရလို့တော်တော်ခွင့်မိပါလား အေးလေ
မင်းနဲ့ဒီကိုရောက်လာကြအောင်ဆိုတော့သူကအမျိုးတွေ9ယောက်